ငယ်ငယ်ကလေးကကြားဘူးနေကြစကားလေးတစ်ခုရှိတယ်။အဲ့ဒါလောင်းရင်မမိစေနဲ့ဟုတ်ပြီလောင်းရင်မမိစေနဲ့အဲ့ဒါဘာအဓိပ္ပာယ်လဲဆိုတော့လောကီရေးရမှာဆိုရင်တော့လောင်းရင်မမိစေနဲ့လောကုတ္တရာရေးရနဲ့ရှင်ရင်တော့အဲ့ဒါကအထာရေးအထာနောနာထောမိမိကိုယ်သာကိုယ်ွယ်ရဒီနေ့ခေတ်မှာလူတိုင်းကအလုပ်ကိုစီရှိရမယ်ဝင်ငွေရှိတဲ့အလုပ်ကိုစီရှိရမယ်အဲ့ဒီလိုမဟုတ်ပဲတဦးတယောက်ရဲ့အကူအညီတဦးတယောက်စီကယူနေရတယ်လက်ဖြန့်တောင်းနေရတယ်ဆိုရင်အဲ့လူရဲ့လောက်အားမရှိတော့ဘူးအဲ့လူက self respect နဲ့လာမယ်ကို self respect နဲ့လာတဲ့အတွက်ယုံကြည်မှု self confidence လည်းရှိလာမှာမဟုတ်ဘူးအဲ့တော့ဘယ်လိုဖြစ်လာလဲဆိုရင်ပတ်ဝန်းကျင်နဲ့သွားတဲ့အရာမှာလည်းလူတော်ထဲမှာဆိုရင်လည်းကိုကself confidence မရှိတော့ဘူးမဝင့်မရဲဖြစ်မယ်ကြောက်နေမယ်လက်နေမယ်အာမနာတက်တာရောအားနာနေမယ် self awareness တွေလည်းရမ်းနေလာတယ်အဲ့ဒါကဘာကိုပြောချင်တာလဲဆိုတော့ဒီနေ့ခေတ်လိုဟာမျိုးမှဆိုရင်ပို့ဆိုးတာပေါ့နော်လူတိုင်းကိုစီဝင်ခွေရှိရမယ်ငယ်ကလေးကအတန်းပညာတစ်ခုကျောင်းပြီးသည့်အထိဘွဲတစ်ခုရအောင်လုပ်ရမယ်အနည်းဆုံးပြောရနော်အနည်းဆုံးဘွဲတစ်ခုရအောင်လုပ်ရမယ်ပြီးရင်အတန်းပညာသင်ရမယ်ထိုနည်းတူစွာအတန်းပညာမတက်ခဲ့လို့အကြောင်းကြောင့်ပြီးဆုံးအောင်မသင်ခဲ့ရလို့အတန်းပညာမပြီးခဲ့ရင်တောင်မှမိန်းကလေးဆိုရင်လည်းလက်မှုပညာတက်ရမယ်ယောက်ျားလေးဆိုရင်လည်းဒီရဲ့ကိုယ်ကာယပညာလက်မှုပညာအနည်းဆုံးတက်ရမယ်ဒါမျိုးလေးရှိတယ်အဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့ပေါ့နော်ဒီနေ့ခေတ်မှာဆိုရင်တချို့ဆိုရင်ရှိတယ်မျိုးသမီးဘာလုပ်လဲမျိုးသမီးကမိကိုဆိုတာနဲ့လူတိုင်းရဲ့စိတ်ထဲမှာတော့သူမိကိုပဲသူလုံးမရှိဘူးပဲအပေါ်ရမှာအဲ့လိုမြင်တတ်ကြရပေါ့နော်အများစုကဒါပေမဲ့အိမ်တော်စုစင်းထဲမှာမိကိုဆိုပေမဲ့လေနေ့စဉ်နေ့ဆက်တူကလုပ်ငန်းထဲမှာမိုးလင်းကနေမိုးချိုးအလုပ်များနေတာကဒီကျမတို့ရဲ့မိခင်တွေဖြစ်တယ်ကျမတို့ရဲ့အတော်တွေဖြစ်တယ်ကျမတို့မိန်းမသားတွေကိုယ်တိုင်ဖြစ်တယ်ကျမတို့ကိုယ်တိုင်အလုပ်များနေတာဒါပေမဲ့အိမ်တော်စုစင်းထဲမှာတော့ဝင်မရှိတဲ့အလုပ်မလုပ်ဘူးဆိုရင်သူဒီမိကိုပဲ right ထိုနည်းတူစားအဲ့ဒါကိုနောက်တစ်ဆင့်တက်ကျမပြောပြမယ်အဲ့တော့ပြောချင်တာကဒီနေ့ခေတ်မှာဆိုရင်ဘသူရဲ့လောင်းရင်အောင်မှမမိနဲ့ခုနေ့က live ပေါ်မှာတွေ့လိုက်တဲ့ကိစ္စလေးဆိုရင်သမီးသားဆက်ဆံရေးမှာသူဒီကောင်လေးကအားတိုင်းအမြဲတမ်းကေဘေးရှိလားတခုဆိုရင်အကူညီတောင်းတယ်ကေဘေးရှိလားကိုလွှဲလိုက်ပါအောင်ဒါမျိုးတွေဒါသမီးသားဆက်ဆံရေးလိုဟာမျိုးမှာတောင်းမှသူဒီမိန်းကလေးတယောက်စီကအကူညီကိုယူတယ်နော်အဲ့တော့ဘာဖြစ်လာလဲဆိုတော့